brother အားလုံးပဲမင်္ဂလာနော် brother အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့ကတော့ဒီပေါ့နော်ဒီကျွန်တော်ငွေလေးအရင်ကကျွန်တော်တင်ပေးတဲ့ပေါ့နော်ဂိမ်းလေးနှစ်ခုရယ်ပြီးတော့ခါကျတော့ကျွန်တော် unicoin ကထူးခြားတာလေးရယ်ကျွန်တော်တို့လုတ်တင်နေဆိုတဲ့အရာလေးကိုကျွန်တော်ပြပြပေးမယ်ပေါ့နော် unicoin လုတ်တင်တဲ့အရာလေးကိုပြပေးမယ်โอเคလောလောဆယ်တော့ကျွန်တော်တို့ကဒီပေါ့နော်ဒီ EK mining ကတော့ကျွန်တော်ဒီကနေ့မှာပေါ့တင်ထားတာကျွန်တော်တို့ညနေပိုင်းလောက်ကတင်ထားပြီးရပေါ့နော်ဒီမှာ video တွေတင်ထားပြီးတယ်အကောင့်လေးကိုကျွန်တော်ငွေလေးထုတ်ပြပေးမယ်ပြီးတော့ခါကျတော့ကျွန်တော်ဒီပေါ့နော်အရင်မလ20ရက်နေ့တုန်းကကျွန်တော်တင်ပေးထားတဲ့ဒီကောင်လေးကိုလည်းကျွန်တော်ကငွေလေးထုတ်ပြပေးမယ်ပေါ့နော်ငွေထုတ်ပြပေးမယ်အဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ကအရင်မလ20ရက်နေ့တုန်းကကျွန်တော်တင်ပေးထားတဲ့ပေါ့နော်ဒီ Mars ဆိုတဲ့ကျွန်တော်ဒီ VMB game လေးပေါ့နော်ဒီ website လေးကိုကျွန်တော်ကငွေလေးထုတ်ပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ platform လေးကကြတော့သူက website မဟုတ်ဘူးပေါ့နော်သူ platform လေးပါဟဲ့အဲ့တော့ကျွန်တော်တို့ကဒီမှာငွေထုတ်မယ်ဆိုရင်မီလီတော့ကိုလာပါလာပြီးသွားရင်ကျွန်တော်တို့ဒီ coin ကို exchange မဲ့ပေါ့နော် exchange မဲ့ဖြစ်တဲ့အတွက်ကျွန်တော်မှာရှိတဲ့ coin တွေကိုကျွန်တော်က exchange လိုက်မယ်ပေါ့နော်021ဆိုပြီးကျွန်တော် exchange လိုက်မယ် okay ကျွန်တော်ကတော့ဘယ်လိုပြောမလဲဆို brother ကိုတီးလောက်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ကကြတော့ရှိတဲ့ coin တွေအကုန်လုံးကျွန်တော်ထုတ်တယ်ပေါ့နော် USDT ကိုကျွန်တော်ထုတ်တယ် okay အဲ့တော့ကျွန်တော်ဒီမှာ withdraw လေးကိုလာမယ်လာပြီးသွားလို့ရှိရင်เนาะကျွန်တော်တို့ကဒီ BB20 လို့ကိုတော့ရွေးပေးရမယ်ကျွန်တော်အရင်ကငွေထုတ်ဘူးတဲ့ဆိုလို့ရှိရင် wallet အတွက်ထည့်ပေးရမလို့ပါဘူးဒါကတော့ platform ဘယ် platform ပဲနေနေဘယ် website ပဲနေနေကျွန်တော်တို့ငွေတစ်ခါထုတ်ပြီးသွားရင်နောက်တစ်ခါ wallet အတွက်ထည့်ပေးရမလို့တော့ပါဘူးခင်ဗျကျွန်တော်လုပ်ပေးရမှာကငွေထုတ်မဲ့အမောက်ပမာဏနဲ့ဒီ password လေးကိုပဲကျွန်တော်ထည့်ပေးရမယ်။ Okay ကျွန်တော်ငွေထုတ်မဲ့အမောက်ပမာဏကိုကျွန်တော် all လိုက်မယ်။ all ပြီးသွားလို့ရှိရင်เนาะကျွန်တော်ဒီပေါ့နော် password လေးထည့်ပေးမယ်။ဒီနေရာမှာကျွန်တော်ပြောချင်တာကတော့ဒီပေါ့နော်ဘယ်လိုပြောမလဲဆိုလို့ရှိရင်ကျွန်တော်ဒီစော့တင်နေပါတော့ဒီကောင်လေးကကျွန်တော် mining ကမပြီးသေးဘူးเนาะကျွန်တော်စော့ထားတင်တယ်စော့ထားမှာမဟုတ်ကျွန်တော်စော့တင်နေပေါ့နော်စော့ကြည့်ပါကျွန်တော်အဆင်ပြေလိုက်မယ်မြတ်လိုက်မယ်ပေါ့နော်ကျွန်တော်မမြတ်ဘူးဆိုရင်တော့ကျွန်တော်ဒီကောင်လေးကအရင်ကြည့်ပါတယ်ကျင်းနေပေါ့အရင်ပြန်ရတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်ဒီမှာဟာလေးเนาะကျွန်တော် password လေးရိုက်ထည့်လိုက်မယ် Okay ရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ကဒီ code file လေးကိုကျွန်တော်နှိပ်လိုက်မယ်ဒါဆိုရင်เนาะကျွန်တော်တို့က fee ကြီးတွေဘာတွေကတော့သူက website တွေ platform တွေမှန်တယ်များကျွန်တော်တို့ fee ကြီးပေးစရာမလိုပါဘူး Okay ဒီမှာကျွန်တော်စီမှာ USDT နှုတ်သွားပြီအပေါ်မှာတော့ကျွန်တော်တို့ကငွေထုတ်တဲ့ Binance ကနေပြီးတော့ကျွန်တော်ကြာမလာသေးဘူးဒါကတော့ကျွန်တော်တို့ငွေထုတ်တာကြာမကြာဆိုတာကတကယ်တမ်းကျွန်တော်တို့ line မော်ဆိုင်နေပေါ့เนาะ line ကောင်းလို့ရှိရင်ခုထုတ်ခုချက်ချင်းတန်းရောက်တယ် Binance ကတကယ်တမ်းကြာတာကဂိမ်းကကြာတာမဟုတ်ပါဘူးကျွန်တော် Binance ကကြာတာပါbrother တို့သတိထားမိလောက်မယ်လို့ကျွန်တော်ထင်တယ် Binance ကနေပေါ့ဒီဂိမ်းတွေတော့ငွေလဲမယ်ဆိုရင် Binance က line ကျနေလို့ရှိရင်ကျွန်တော်တို့ဒီထဲကိုမရောက်ပါဘူးပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော်ဒီမှာငွေထုတ်သွားတဲ့ဥစ္စာလေးတော့ဒီမှာ17နာရီဒီမှာပေါ့နော်23ရက်ဆိုပြီးသူပြသွားပြီပေါ့နော် Okay 17နာရီ32မိနစ်နဲ့43စက္ကန့်မှာသူပြသွားပြီပေါ့နော်ရေတန်းငါဒီမှာ17နာရီဖြစ်ရမယ်ပေါ့နော်သူဒါလေးကလွဲတာတော့ကျွန်တော်ခိစ္စတော့မရှိပါဘူး Okay အဲ့တော့ကျွန်တော်တို့ကဒီကောင်လေးကို message ကြတာကြီးမကြတာကြီးကျွန်တော်တာထားလိုက်တော့เนาะဒီကောင်လေးကိုကြော်လိုက်မယ်နောက်ထပ် website လေးဖြစ်တယ်ပေါ့နော်ဒီကောင် EK mining လေးကတော့ကျွန်တော်ဒီကနေ့ညနေခင်း6နာရီလောက်မှကျွန်တော်တင်ထားရပေါ့နော်ဗီဒီယိုတင်ထားတဲ့အတိုင်းပဲအဲ့ဗီဒီယိုမှာကျွန်တော်ငွေမထုတ်လိုက်ရပါဘူး Okay အဲ့တော့ကျွန်တော်ဒီကောင်လေးကိုတစ်ခါတည်းငွေထုတ်ပြပေးမယ်အဲ့တော့ဒီကောင်လေးကကျတော့သူကကျတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဆိုလို့ချင်းဒီ mining ကကျတော့ဒီပေါ့နော်ကျွန်တော် link ကနေဝင်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ website ကိုကျွန်တော်တို့ down ရမယ်ပေါ့နော်အဲ့လိုလုံးမှသာလည်းကျွန်တော်တို့ရမယ် Okay ဒါဆိုရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပေါ့နော်ဒါကတော့ကျွန်တော်ရင်းထားတဲ့ပမာဏပေါ့နော် brother ညနေတော့ကျွန်တော်တို့တီးလောက်မယ်လို့ကျွန်တော်ဒီနေ့ဒါတရက်ကိုသူက20%ကနေကျွန်တော်အမှန်ငွေထုတ်ပြထားရပေါ့နော်ငွေကိုထုတ်ပြတာတော့မဟုတ်ဘူးเนาะကျွန်တော်ဒီကောင် start လိုက်တဲ့ချိန်မှာကျွန်တော်ဘယ်လောက်ရလဲဆိုတော့ပြတယ်ကျွန်တော်2 USDT လောက်မြင်ထားမယ်ဆိုတော့တရက်ကို3လောက်တော့ကျွန်တော်ရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်မီတဲကိုလာမယ်မီတဲကိုရောက်ပြီဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာ withdraw လေးကိုကျွန်တော်တို့နှိပ်ပေးမယ်ပေါ့နော်ဒီ website တွေကကျတော့ကျွန်တော်ပြချင်တာတစ်ခုကတော့ကျွန်တော်ငွေထုတ်ရတဲ့ညနေတော့လည်းကျွန်တော်ပြတ်ပေးထားတယ်3ချိန်သို့မဟုတ်4ချိန်ထက်တော့ကျွန်တော်ငွေပို့ထုတ်လို့မရဘူးအဲ့လိုငွေပို့ထုတ်မယ်ဆိုရင်ကျွန်တော်လူခေါ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ကဒီ mining speed ကိုထပ်မြင့်ရမယ်ပေါ့နော်အဲ့အမှသာလည်းကျွန်တော်တို့က VMB တစ်စင်းထပ်မြင့်မှသာလည်းကျွန်တော်ငွေထပ်ထုတ်လို့ရမယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဆို brother ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်တို့မြက်ပါတယ်ကျွန်တော်အနည်းဆုံးမမြောက်ဆိုရင်1 USDT လောက်တော့ကျွန်တော်တို့မြက်တယ်ပေါ့နော်1 USDT လောက်တော့ကျွန်တော်မြက်ပါတယ်ကျွန်တော်မမြတ်ဘူးဆိုရင်ပေါ့နော်တချို့ဟာတွေကတော့ကျွန်တော်4ချိန်5ချိန်လောက်ထုတ်ရတယ်ဆိုရင်3 USDT လောက်ဒီကျွန်တော်မြတ်တယ်ပေါ့နော်ကျွန်တော် brother တို့ငွေခဏထုတ်ပြပါတယ် Okay အဲ့တော့ကျွန်တော်ငွေထုတ်မယ်ဆိုရင်တော့ withdraw လေးကိုနှိပ်ပြီးတော့ BB20 USDT လေးကိုရွေးပေးပါရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ wallet address လေးကိုကျွန်တော်တို့ယူပေးမယ် Binance ကနေ wallet address လေးယူလာပါကျွန်တော်တို့ Binance တင်မဟုတ်ပါဘူး Bitcoin နေ OKX နေ brother ကိုချိန်တဲ့ exchange မှန်များကျွန်တော်တို့ငွေထုတ်လို့ရပါတယ် Okay အဲ့တော့ကျွန်တော်ကတော့ BB20 လေးကိုယူပြီးတော့ Binance ကနေ wallet address လေးကိုယူလိုက်ပါမယ်Okay ဒါကတော့ကျွန်တော် wallet address ယူမှာပေါ့နော်ဒီမှာကျွန်တော်စီကိုBinance မှာတော့ကျွန်တော်ကြာလာတယ်ပေါ့နော် message ကြာလာတယ်ကျွန်တော်ဒီမှာပေါ့နော် USDT ကတော့လာပေါင်းသွားပြီပေါ့နော် USDT ကတော့ကျွန်တော်တို့ရောက်သွားပါပြီ
ကျွန်တော်နောက်ကြိုင်တော့ message ပြပေးမယ်ပေါ့နော်လောလောဆယ်တော့ကျွန်တော်ဒီမှာ FN လေးကိုကျွန်တော်နှိပ်မယ် wallet address ယူမယ်အဲ့တော့ကျွန်တော် on chain deposit လေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ရင် USDT လို့ရွေးကြရင် BNB smart chain လို့ကျွန်တော်ရွေးပေးလိုက်ပြကြလို့ရှိရင်တော့ကျွန်တော်ဒီ copy လေးယူလိုက်ပါပြကြရင် gain ကိုပြန်သွားမယ်ပေါ့နော်Okay gain ကိုရောက်ပြီဆိုလို့ရှိရင်เนาะကျွန်တော်ဒီ withdrawal limited လေးကိုကျွန်တော်တို့ကဒါကတော့ကျွန်တော်တို့ gain ဒီပေါ့เนาะဒီ website လေးကိုစပြီးတော့ဖောက်ပါပြီဆိုကနေကကျွန်တော်တို့ကGmail လေးနဲ့ဒီဥစ္စာလေးကိုကျွန်တော်တို့ကထားရမယ်ပေါ့เนาะဒီဟာလေးကိုမှတ်ထားရမယ်ဒါကကျွန်တော်ကဒီ password ကိုကျွန်တော်ကစေထားတာဖြစ်တဲ့အတွက် connect ကိုနှိပ်လိုက်တာနဲ့ရပါပေါ့เนาะဒါမှမဟုတ်လို့ရှိရင်တော့ brother တို့ကဒီပေါ့เนาะဒီကောင်လေးကိုကျွန်တော်ပြန်ရိုက်ထည့်ပေးရမယ်ပေါ့เนาะအဲ့လောက်တော့ကျွန်တော်ရှိမယ်ပေါ့เนาะဘယ်တော့ကျွန်တော် connect လေးကိုနှိပ်လိုက်မယ်ဒါဆိုရင်တော့ဒီမှာပေါ့เนาะကျွန်တော်ညနေတော့လည်းပြောထားသလိုပေါ့เนาะ password ဒီကျွန်တော်ရိုက်ထည့်စရာမလိုတော့ပါဘူး Okay ဒါဆိုရင်ငွေထုတ်မဲ့မောက်ပမာဏကိုကျွန်တော်တို့ကရိုက်လိုက်မယ်ပေါ့နော်ဒါလောလောဆယ်ကျွန်တော်တို့ withdraw အတွက်လေးကိုကျွန်တော်တို့ထည့်ပေးလိုက်မယ်ထည့်ပြီးသွားပြီမှန်ပြီဆိုလို့ရှိရင်ငွေထုတ်မဲ့မောက်ပမာဏကိုကျွန်တော်တို့ရိုက်ထည့်လိုက်မယ် 1.2245 ဆိုကျွန်တော်ရိုက်ထည့်လိုက်ကျွန်တော်ကတော့အကုန်ထုတ်တာပေါ့နော် Okay ရပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ confine လေးကိုနှိပ်လိုက်ပါကျွန်တော်ပြောသလိုကျွန်တော်လုတ်တဲ့တိုင်လိုက်လို့ရင်တော့ကြီးနေပါဦး brother တို့အမြဲရမယ်ဆိုတာတော့ကျွန်တော်ယုံကြည်တယ်ထင်တယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်ဒီမှာငွေထုတ်ထွက်သွားပြီပေါ့နော်ငွေရတော့ထွက်သွားပြီ Okay ကျွန်တော်ကဒီမှာဘာလို့ message တွေကြာမလားလဲဆိုတော့ကျွန်တော်ခုမှသတိရတယ်ကျွန်တော် Gmail ကိုကျွန်တော်ကဒီဆိုတော့ကျွန်တော်သုံးနေကြအကောက်လောက်ထားမှာပေါ့လေကျွန်တော်တခြားအကောက်လောက်ထားတော့ဖြစ်တဲ့အတွက်ကျွန်တော် message ကမကြောက်ဖြစ်နေတယ်ဟိုအဲ့တော့ကျွန်တော်သွားပြီးတော့တစ်ချက်ပြောင်းပေးလိုက်မယ်ပေါ့နော်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒါကမင်းဒါဆိုရင်ကျွန်တော်ပထမဂိမ်းကနေပြီးတော့17နာရီ3မိနစ်မှာကျွန်တော် message ကြားထားရပေါ့နော်ဒီမှာ Gmail မှာကျွန်တော် message ကြားထားတယ်ဘလောက် USD ထုတ်တာဆိုတာကျွန်တော် message ကြားလာတယ်ခု Gmail ကတော့ဒီမှာပေါ့နော်ကျွန်တော် message တော့မကြားသေးပါဘူး Okay ဒါဆိုရင်ကျွန်တော်တို့ကဒီပေါ့နော်ဂိမ်းထဲကိုကျွန်တော်ပြန်သွားမယ်Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဂိမ်းထဲကိုရောက်ပြီဆိုလို့ရှိရင်ဒီမှာပေါ့နော်ကျွန်တော်စီကငွေကတော့ကျွန်တော်ဒီမှာမရှိတော့ဘူးပေါ့နော်ဒီမှာအချိန်စရာကိုကျွန်တော်ပြန်ကြည့်လဲရတယ်ငွေထုတ်တဲ့ဥစ္စာကိုလည်းသူကပြထားရပေါ့နော်23နာရီ6မိနစ်မှာကျွန်တော်ထုတ်ထားရပေါ့နော်ခု9မိနစ်တော့ဆိုတော့ message မကြသေးဘူးဒါတွေကတော့ကျွန်တော်သိပြီး short မရှိဘူး Binance ထဲမှာသွားကြည့်လဲအဆင်ပြေရပေါ့နော် Binance ထဲမှာကျွန်တော်905 USD ဆိုရင်ခုဆိုရင်ကျွန်တော် USD ဒိုးပြီပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ Binance ထဲကိုတစ်ချက်သွားကြည့်မယ် Okay ဒီမှာပေါ့နော် Binance ထဲကိုရောက်လာပါပြီဒီမှာ 6.66 USD ပေါ့နော်ဒီမှာ17နာရီ9မိနစ်မှာကျွန်တော်တို့ရောက်လာတယ်ကျွန်တော်17နာရီ6မိနစ်မှာထုတ်လိုက်တယ်ခုချက်ချင်းတန်းရောက်တယ်ပေါ့နော်သူကတော့ message တော့မကြပါဘူး message မကြဘူးဆိုတော့ကျွန်တော်ကခုနကအချိန်ချက်ပြုတ်လိုက်တဲ့အတွက်ကျွန်တော်မရတာပေါ့နော်အရင် Gmail ချိန်ချက်လုပ်လိုက်တဲ့အတွက်ကျွန်တော်မရခြင်းဖြစ်တယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီ website လေးနှစ်ခုဒီ website လေးနဲ့ကျွန်တော် platform လေးကိုတော့ကျွန်တော်ငွေထုတ်ပြပြီးသွားပြီအဲ့တော့ကျွန်တော်တို့အရေးကြီးတဲ့အချက်လက်တွေရှိနေတယ်ကျွန်တော်တို့ဒီပေါ့နော်ဒီ Unicoin လေးကိုကျွန်တော်တို့ကတစ်ချက်သွားမယ်ပေါ့နော် Unicoin application လေးကိုကျွန်တော်တို့ကလိုက်ကြည့်လိုက်မယ်ပေါ့နော်Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော် Unicoin application တော့ရောက်လာတယ်ဒါကတော့ကျွန်တော်အရင်တစ်ခေါက်ကငွေထုတ်ပေးတဲ့အကောင့်မဟုတ်ပါဘူးဒါကကျွန်တော်ကနောက်တစ်ခေါက်ဖြစ်ပါတယ်နောက်တစ်ခေါက်နဲ့ကျွန်တော်ဆော့လိုက်တဲ့အချိန်မှာသူကကျွန်တော်အရင်တော့ဆိုကျွန်တော် free ရတယ်ပေါ့နော် browser ရှိရင်ကျွန်တော် free ထုတ်ပြသေးတယ်ပေါ့နော်ဒါပေမဲ့ခုကျတော့သူက free မရတော့ပါဘူးကျွန်တော်ဒီမှာ withdraw လေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီပေါ့နော်ဘယ်လိုပြောမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ USDT ထုတ်မယ်ဆိုလို့ရှိရင်တစ်ချက် amount ရိုက်ထည့်မဲ့နေရာမှာကျွန်တော်ယူလိုက်တာနဲ့ဒီမှာအနည်းဆုံး5 USDT ကိုကျွန်တော်တို့က promotion ချထားပေးတယ်ပေါ့နော်လောလောဒါလေးကတော့ကျွန်တော်တန်တယ်ပေါ့နော်5 USDT လေးကိုကျွန်တော်တို့ကရင်းထားလိုက်တာနဲ့တင်ရက်ပေါင်း20ပေါ့နော်ဒီမှာသူကလည်းပြပေးထားတယ် booster trading traded by boost withdraw now ဆိုပြီးတော့မှာနော် booster တင်ရမယ်ပေါ့နော် booster တင်ရ5 USDT နဲ့တင်ရမယ်ပေါ့နော်ကျွန်တော်တို့ဒီ home ကိုလာပြီးတော့ဒီ booster ကိုနှိပ်လိုက်ရင်ကျွန်တော်အနည်းဆုံး15 USDT ကနေပြီးတော့စဝယ်ရမယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ coin ကတရက်ကို9000ရမယ်ပေါ့နော်ဒီကောင်က5 USDT ကကြတော့ကျွန်တော်တို့ဘယ်လောက်ရမလဲဆိုတာကျွန်တော်တစ်ချက်ကြည့်မယ် Okay အဲ့တော့ကျွန်တော်ဒီကောင်လေးကိုနှိပ်လိုက်မယ်တရက်ကို4200နဲ့မှ200 UC ရမယ်ပေါ့နော်အဲ့တော့4200ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတရက်ကိုကျွန်တော်4200ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ exchange လေးကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့ရိုက်ကြည့်မယ်4200ပေါ့နော်ကျွန်တော်ရိုက်ကြည့်မယ်သူက coin တစ်သိန်းကိုကျွန်တော်တို့ကဒီပေါ့နော်1 USDT ဆိုတော့ကျွန်တော်3ရက်ကို1 USDT လောက်တော့ကျွန်တော်တို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီကောင်လေးကတော့လောက်ထားတင်တယ်ကျွန်တော်ဒီ free လောက်ထားတဲ့သူတွေအတွက်ပေါ့နော်ခုစားတော့သူကငွေထုတ်လို့မရတော့ဘူးအဲ့တော့ကျွန်တော်တို့ကပေါ့နော်ကျွန်တော်ကလုတ်ပြပေးမယ်ဒီမှာဒါကတော့ကျွန်တော်အရင်တစ်ခေါက်ဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်ကဒီအရင်တစ်ခေါက်ကထုတ်ထားတဲ့ wallet အတွက်နဲ့ကျွန်တော်ထုတ်လို့မရတော့ပါဘူးဥပမာပေါ့နော်ကျွန်တော်တို့ကBinance ကနေပြီးတော့မှကျွန်တော်ထုတ်ထားရပေါ့နော်အရင်အကောင့်တစ်ခေါက်ကိုကျွန်တော်တို့ကဒီပေါ့နော်အရင်နောက် Telegram တစ်ခေါက်နဲ့ကျွန်တော်တို့ကဒီ Binance wallet address နဲ့ကျွန်တော်တို့ထုတ်ထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ Telegram အကောင့်ကနေပြီးတော့ကျွန်တော်တို့နောက်တစ်ခါထပ်ပြီးတော့မှပေါ့နော်ငွေထပ်ထုတ်လို့မရပါဘူးပေါ့နော်ဥပမာကျွန်တော်ပြောချင်တာကတော့ gain ကောက်တွေဘလောက်အများကြီးဆော့လို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ကTelegram အကောင့်တစ်ခေါက်ကို
KYC အောင်ထားတာပဲဖြစ်ဖြစ် exchange တစ်ခုနဲ့ကျွန်တော်တို့ကထုတ်ပေးရမယ်ပေါ့နော်1 by 1ပဲရပါတယ်ကျွန်တော်တို့ဒီဘိုင်းနဲ့တစ်ကောက်ထဲနဲ့ gain တွေအကုန်လုံးလိုက်ထုတ်လို့မရပါဘူးပေါ့နော်ဒီ Unicoin application gain တွေအကုန်လုံးကိုကျွန်တော်လိုက်ထုတ်လို့မရပါဘူးအဲ့တော့ brother ဘယ်လိုလုပ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအကြံပေးချင်တာကတော့ကျွန်တော်တို့ဒီပေါ့နော်ဒီ bigger exchange တို့ဘာအောင်လဲထုတ်ပါ bigger exchange ကကျွန်တော် KYC တင်ရတာလွယ်တယ်ပေါ့နော်တချို့ brother တွေဥပမာပေါ့နော် Binbase တို့ဘာလို့အောင်ထားရဲဆိုလဲကိစ္စမရှိပါဘူး Binbase ကိုကျွန်တော်တို့ Binbase နဲ့လည်းထုတ်ရတယ် exchange ဆိုရင်ကျွန်တော်တို့ကထုတ်ရပါတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ဒီမှာ withdraw ကိုကျွန်တော်နှိပ်မယ်နှိပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ငွေထုတ်လို့မရဘူးပေါ့နော်ငွေထုတ်လို့မရဘူးဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာဒီ NR amount ကိုကျွန်တော်ရိုက်ထည့်နှိပ်လိုက်မဲ့ချိန်မှာသူက5 USDT ကို20ဒီဟိုကောင်ကကျတော့15 USDT ကိုတစ်ရက်ကို9000ရမယ်ပေါ့နော်9000ရမယ်ဆိုတော့4ဆိုတော့ကျွန်တော်တို့ဒါပေမဲ့15 USDT ကတော့မရင်းပါနဲ့ပေါ့နော်ကျွန်တော်5 USDT နဲ့ကတော့တန်ပါတယ်အဲ့တော့ကျွန်တော်တို့ငွေပေးချိန်မယ်ပေါ့နော်ငွေပေးချိန်မှာဖြစ်တဲ့အတွက်5 USDT ကိုကျွန်တော်နှိပ်လိုက်မယ်ဒီ payment လေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော် successfully payment ဖြစ်နေရပေါ့နော် balance ကကျွန်တော်တို့မလောက်ဘူးပေါ့နော် successfully ဖြစ်နေတယ်အဲ့တော့ကကျွန်တော်ဒီမှာငွေထုတ်တဲ့အမောက်ပမာဏကကျွန်တော်အရင်တုန်းက1 USDT ကနေ2 USDT ဖြစ်သွားသေးရပေါ့နော်2 USDT ကနေပြီးတော့မှကျွန်တော်ဒီ average ပြောင်းလာတဲ့အတွက်ကျွန်တော်1 USDT ဖြစ်လာပါတယ်အဲ့တော့ကျွန်တော်ဒီမှာမြားလေးနဲ့ပြန်ထွက်ပြီးတော့မှ charging လေးကိုဖြည့်မယ်ပေါ့နော်ဒီ charging ကိုဖြည့်မယ်ဖြည့်မှဖြစ်တဲ့အတွက် red charging လို့ကျွန်တော်တစ်ချက်နှိပ်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ BNB လေးကိုကျွန်တော်တို့ရွေးပြရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့က10 USDT အောက်ကျွန်တော်အများနဲ့ပြောရပါတော့10 USDT အောက်ဆိုလို့ရှိရင်ကျွန်တော် Binance ကလွှဲပေးလို့မရပါဘူး BNB အဖြစ်နဲ့ပဲကျွန်တော်လွှဲပေးလို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော် BNB လို့ကျွန်တော်ရွေးပေးမယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကငွေသွင်းမှာဖြစ်တဲ့အတွက်ဒီကောင်လေးကို copy ယူခဲ့ရမယ်ပေါ့နော်သူ့ရဲ့ charging ကလည်း1 minute ကနေ3 minute အတွင်းကျွန်တော်တို့ကြာနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်လေး copy ယူပြီးတော့ Binance ထဲမှာ BNB coin လေးအဖြစ် USDT ကို BNB coin ကနေပြောင်းပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ BNB coin လို့ကိုဒီ wallet address တွေကိုလွှဲပေးရမယ်ပေါ့နော် okay လွှဲနည်းတွေဘာတွေကိုတော့ကျွန်တော်ပြပြီးသွားပြီပေါ့နော်အရှိဗီဒီယိုတွေမှာပြပြီးသွားပြီအားလုံးသိလောက်မယ်လို့ထင်တယ်မသိသေးဘူးမကြည့်ရသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့ကြည့်လိုက်ပါပေါ့နော်အရှိရဗီဒီယိုတွေပြောင်းနည်းတွေလွှဲနည်းတွေချိန်နည်းတွေဘာညာတက်ကအကုန်လုံးကျွန်တော်ပြပြီးပြီးသွားပြီပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီမှာ DB အပိုင်းလေးကိုကျွန်တော်ကြော်လိုက်မယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ကဒီမှာပေါ့နော်ငွေလွှဲပြီးသွားပြီငွေလဲတာတော့ကျွန်တော်10မိနစ်ကနေ3မိနစ်လောက်ကြာတယ်ပေါ့နော်ကျွန်တော်က line ကကြာနေတာဖြစ်တဲ့အတွက်ကျွန်တော် line ကြာခြင်းဖြစ်တယ်အဲအကြောင်းမလို့ကျွန်တော်ဒီဟာကြာသွားရပေါ့နော်ဒါပေမဲ့ကျွန်တော်3မိနစ်တော့မကြော်ပါဘူးเนาะโอเคအဲ့တော့ကျွန်တော်ဒီမှာချက်ပြန်ထွက်ကြည့်မယ်โอเคဒီမှာ 7.174 USDT ဖြစ်သွားပါပြီအဲ့တော့ကျွန်တော် withdraw လို့ကျွန်တော်ချက်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီကောင်လေးကကျွန်တော် Binance wallet address မဟုတ်ပါဘူးကျွန်တော်ကBigger wallet ပေါ့เนาะ Bigger wallet ဖြစ်တဲ့အတွက်ကျွန်တော်ကတော့အဆင်ပြေတယ်ပေါ့เนาะငွေလွှဲရင်ငွေထုတ်တာလေးတစ်ခုပဲကျွန်တော်တို့ကအဆင်ပြေမှာပေါ့เนาะကျွန်တော်တို့ကဒီငွေလွှဲတဲ့ဒီ gain တော့ငွေထည့်တယ်ဆိုလို့ရှိရင်တော့ဘယ်exchange နဲ့ပဲထည့်ကျွန်တော်ကရပါတယ်။ဟိုအဲ့တော့ဒီမှာအမောက်ကလေးကိုကျွန်တော်ကရိုက်ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုဝယ်ခိုင်းတယ်ပေါ့နော်။ Okay ဝယ်လိုက်မယ်။ပြီးမှကိုကျွန်တော်တို့ကဝယ်လိုက်မယ်ပေါ့နော်။ Okay test to Unicoin to earn income ဆိုပြီးတော့သူပြသွားပြီ။ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအားလုံးအဆင်ပြေသွားပြီပေါ့နော်။ဒီမှာကျွန်တော်စီကထုတ်သွားတာပေါ့နော်ကျွန်တော်စီကစတော့7ကျော်ရှိတာဗလားတော့မြင်တဲ့အတိုင်းအခုတော့သူနှုတ်သွားပြီ5 USDT okay ဒီမှာနောက်ကိုပြန်ထွက်ပြီးတော့ကြီးလိုက်လဲကျွန်တော်အဆင်ပြေတယ်ဒီမှာတော့ကျွန်တော်တို့ကိုဒီမှာပြန်နှိပ်ခိုင်းနေပေါ့နော်ပြန်နှိပ်ခိုင်းတာโอเคဒီမှာပြန်နှိပ်ခိုင်းနေသူကကျွန်တော်တို့ဒီပေါ့နော်ဒါကတော့ကျွန်တော်တို့ငွေရင်းလိုက်ပြီဖြစ်တဲ့အတွက်နောက်တစ်ခါထပ်နှိပ်လို့မရတော့ပေါ့နော်ကျွန်တော်တို့နောက်တစ်ခါနောက်ထပ်9နာရီသူကထပ်ဆောက်အောင်မယ်ပေါ့နော်9နာရီဆောက်မြတ်နေကျွန်တော်နှိပ်ရမယ်လောလောဆယ်တော့ကျွန်တော်ငွေထုတ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီပေါ့နော်ဝယ်ပြီးသားဖြစ်သွားတဲ့အတွက်ကျွန်တော်ကတော့ငွေတန်းထုတ်လိုက်လို့ရပြီကိုထုံးမဲ့မောက်ပမာဏကိုကျွန်တော်တို့ရိုက်ထည့်လိုက်မယ်ဘယ်နှကြိမ်ဆိုပြီးသူကကန့်သက်ထားတာမရှိပါဘူးငွေထုတ်ပမာဏက1 USDT ကနေပြီးတော့စထုတ်လို့ရပါတယ်ဒီကောင်ကတော့ total balance အနေနဲ့ကတော့ 2.17 ပဲကျွန်တော်စီမှာရှိတယ်withdraw value က2ထုတ်လို့ရမယ်ပေါ့နော်ကျွန်တော်တို့2.17ဆိုကျွန်တော်ရိုက်ထည့်မယ်မရဘူး2.17မရဘူးเนาะဒီမှာကြည့်လိုက်2.17မရဘူးအဲ့တော့ကျွန်တော်တို့ကဒီမှာသူကလည်းဒီမှာပြထားတဲ့ငွေထုတ်ချင်ရင်2ပဲထုတ်ရမယ်ပေါ့နော်ကျွန်တော်17နေပါထုတ်လို့မရဘူးအဲ့တော့ကျွန်တော်ဒီမှာ2လေးပဲကျွန်တော်ကစမ်းထုတ်လိုက်မယ်ပေါ့နော်1 USDT 2လေးပဲကျွန်တော်ထုတ်လိုက်မယ်ဒါဆိုရင်တော့ဒီမှာငွေလေးရတော့ထွက်သွားပြီ 0.17 ပဲကျန်ပါတော့တယ်ဒီမှာတော့ကျွန်တော်တို့ဒါကခုနငွေလွှဲတဲ့ဥစ္စာလေးပေါ့နော်ကျွန်တော်ခဏစောင့်ကြည့်လိုက်မယ်ပေါ့နော်သူဘယ်လောက်ကြာလဲဆိုတော့ကျွန်တော်တစ်ချက်ပြပြပေးမယ်ခုတော့17:21 မိနစ်ပေါ့နော်ဝေခဏစောင့်လိုက်မယ်โอเคဒီမှာပေါ့နော်ကျွန်တော်စီကိုငွေလေးကရောက်လိုက်ပေါ့နော်သူကကျွန်တော်တို့ပေါ့နော်ခုန22မိနစ်မှာထုတ်လိုက်တာကိုကျွန်တော်တို့စီကိုရောက်တာက22မိနစ်မှာသူက22မိနစ်နဲ့48စက္ကန့်မှာရောက်တယ်ပေါ့နော်1စက္ကန့်ပဲကြာတယ်ပေါ့နော်ဒီ bigger wallet နဲ့ကျွန်တော်ထုတ်တာကိုကျွန်တော်အဲ့လောက်ကြာရပေါ့နော်အဲ့လောက်ပဲကြာတယ်
Okay အဆင်ပြေပါတယ်ကျွန်တော်ဒီမှာ total balance နေပါတယ်ကတော့ဒီမှာငွေထုတ်တွေကိုဒီမှာကြည့်လိုက်လို့ရပါတယ်ဒီမှာကျွန်တော်စီမှာတန်းရောက်လာပြီเนาะကျွန်တော်ဒီကောင်လေးကိုကျွန်တော်ကငွေအထည့်သွင်းနေတခါမှမရှိဘူးပေါ့เนาะဒီ Bitget wallet လောလောဆယ်တော့ကျွန်တော်ထည့်တက်လိုက်ပါပြီသူကကျွန်တော်တို့ fee ကြီးလေးတော့ရှိရပေါ့เนาะဒီမှာ 2.2 USDT အနည်းဆုံးကျွန်တော်စီမှာရှိရပေါ့เนาะ Okay ကျန်တာကတော့ကျွန်တော်တို့ငွေထုတ်တဲ့အပိုင်းကတော့အဆင်ပြေသွားပြီအဲ့တော့ကျွန်တော်တို့ဒီ Unicoin application တွေကိုတော့ကျွန်တော်တို့ဆော်ထားသင့်တယ်လို့ကျွန်တော်ကတော့ယုံကြည်တဲ့ထင်တယ်ပေါ့နော်။သူကလည်းအမှန်တကယ်ရလောက်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ကျွန်တော်တို့ဒီအမှန်တကယ်ရလောက်မယ်ဆိုတာဟုတ်မဟုတ်ကျွန်တော်ဒီမှာငွေထုတ်တာပါညာလဲကျွန်တော်ပြပြီးသွားဖြစ်တဲ့အတွက်တိကျပေါင်းဆော်ထားသင့်တယ်လို့ကျွန်တော်ကတော့ထင်တယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီဗီဒီယိုလေးကိုလုပ်ပေးလိုက်ခြင်းဖြစ်တယ်။ Okay အရင်ကျွန်တော်ခုနကကျွန်တော်ရှေ့မှာထုတ်ပြတဲ့ gain လေးတွေကိုလည်း brother လို့ဆော့တင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ Okay ဗီဒီယိုလေးကလောက်ပါပေါ့နော်။ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြ brother အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နော်။ Bye bye